မင်္ဂလာပါရှင်ဝိချနေတဲ့သူတွေခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းနေကြတဲ့သူတွေတခါတလေမှာအဆီအိတ်များတာတွေကယ်လိုရီများတာတွေကိုအရင်စားကျင်လာတဲ့အခါမျိုးတောင်းတမိတဲ့အခါမျိုးဖြစ်ပူးကြလားဒီလိုမျိုးစားပြီးသွားတဲ့အခါကျရင်လည်းအဆီပိုတွေတက်လာမှာဝိတ်တက်လာမှာကိုစိုးရိမ်နေကြတဲ့သူတွေအတွက်လျှို့ဝှက်ချက်တစ်ခုကိုဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်တာကြောင့်အဆုံးထိကြည့်ကြအောင်နော်ဒါကတော့ GMP ISO နိုင်ငံတကာစံနှုန်းတွေနဲ့အညီဖိန်းဆေးဝါးစက်ရုံကနေစနစ်တကျထုတ်လုပ်ထားတဲ့ခိုက်တိုဗစ်သဘာဝအဆီကြာဆေးပဲဖြစ်ပါတယ်။ခိုက်တိုဗစ်သဘာဝအဆီကြာဆေးမှာပဇွန်အခွန်ကနေရတဲ့ခိုက်တိုဆန်အမုံ250 မီလီဂရမ်ပါဝင်ပါတယ်။ခိုက်တိုဆန်ကအစာလမ်းကြောင်းနဲ့ဥလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အဆီပိုတွေကိုတွားရောက်ဖမ်းယူလိုက်ပြီးတော့ခန္ဓာကိုယ်ကနေဒီအဆီပိုတွေကိုစုပ်ယူပြီးအဆီပိုတွေတက်လာတာဝိတ်တက်လာတာမျိုးတွေမဖြစ်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်ဒီလိုတွားရောက်ဖမ်းယူထားတဲ့အဆီပိုတွေကိုသွေးကြောတဲ့ကိုမဆုပ်ယူစေဘဲနဲ့ဝမ်းနဲ့အတူစွန့်ပစ်လိုက်နိုင်တာကြောင့်မို့လို့ဝမ်းသွားတဲ့အခါမှာအဆီပါလာစေပြီးတော့မှဝမ်းမှန်မှုအတွက်ပါအထောက်ပံ့ဖြစ်စေပါတယ်ဒါကြောင့်ခိုက်တိုဗစ်သဘာဝအဆီကြာဆေးက fast food တွေကယ်လိုရီများတဲ့အစားအစာတွေအဆီအိမ်တွေကိုအများကြီးစားမိတဲ့အခါမှာလည်းကိုစားမိသလောက် weight အများကြီးတက်မလာအောင်လို့သူကထိန်းသိမ်းပေးနိုင်ပါတယ်ဒါအပြင်သွေးထဲမှာရှိတဲ့ leptin ဟော်မုန်းပမာဏကိုပါများလာစေတဲ့အာနိသင်ရှိပါတယ်ဒီလိုများလာတဲ့ leptin ဟော်မုန်းကအုံနောက်ကိုသွားပြီးတော့ခန္ဓာကိုယ်ထဲမှာစွမ်းရည်တွေအဆီတွေလုံလုံလောက်ရှိနေပြီးအစာထက်မစားနဲ့တော့လို့သွားပြီးအချက်ပြပေးလိုက်နိုင်တာကြောင့်အုံနောက်ကအစာစားခြင်းစိတ်ခဏခဏဖြစ်တာကိုထိန်းချုပ်ပေးခြင်းအပြင်လည်းခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာအထောက်အကူဖြစ်စေပါတယ်ဒါကြောင့်ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရလွယ်ကူစေသလိုမျိုးဝမ်းကိုလည်းမှန်စေတာကြောင့်ဥလမ်းကြောင်းကျန်းမာရေးကိုပါခိုက်တိုဗစ်ကအထောက်အပံ့ဖြစ်စေပါတယ်ရှင်ဒီလောက်ဆိုရင်တော့ခိုက်တိုဗစ်သဘာဝအဆီကြာဆေးကိုဘယ်လိုမျိုးတောက်သုံးရမလဲဆိုတာအားလုံးသိချင်နေကြပြီထင်တယ်ဆေးတောက်ရမယ့်ပုံစံလေးကတော့တစ်ခါတောက်ရင်ဆေးတောင်းတစ်တောင်းကနေပြီးတော့မှ2တောင်းအထိတောက်ပေးနိုင်ပါတယ်ဆေးညွှန်းထဲမှာဖော်ပြထားတဲ့အတိုင်းတစ်နေ့ကို3ချိန်အထိတောက်ပေးလို့ရပါတယ်အရေးကြီးဆုံးချက်ကတော့ခိုက်တိုဗစ်ကိုတောက်မယ်ဆိုရင်အစာအများကြီးမစားမီဒါမှမဟုတ်ကယ်လိုရီများတဲ့အစာတွေအများကြီးမစားမီနိုင်ဝက်လောက်အလိုမှာကြိုပြီးတော့မှတောက်ပြီးဖို့လိုအပ်ပါတယ်ဒီလိုမှသာဆေးရဲ့အာနိသင်ကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်ရှင်အားလုံးပဲဖင်ကထုတ်ထားတဲ့ခိုက်တိုဗစ်နဲ့အတူကျန်းမာလာပါတဲ့ခန္ဓာကိုယ်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်